ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီမှာဆိုရင်တော့ brother တို့က ESP လေးခံနေဖြစ်ပြီးတော့ promo time မို့နဲ့ဘယ် hero skin ဝယ်ရမလဲဆိုတာမသိဘဲနဲ့ခေါင်းကိုက်နေပါလားဒါဆိုရင်တော့ဒီ video က product ပဲဖြစ်ပါတယ် video လေးမစခင်ကျွန်တော် channel ကို like and subscribe လုပ်ပြီးတော့လည်းကူညီပေးလို့ကြပါတယ်ကျွန်တော် skin တော့သူလည်း epic skin မျိုးဖြစ်ပါတယ်ဒီ skin ကဆိုရင်ပဲထွက်လာနေတော့တစ်နှစ်ကျော်တော့ဖြစ်ရှင်တုံးလိုက် effect တွေကလည်းအနီအောင်ရဲ့လိမ့်မုံအောင်ရဲ့ရွှေ့အောင်နဲ့တုံးရတယ်တော်တော်ကြီးကိုဗတဲ့မှာထင်ရှားတယ်ပေါ့နော်တော်တော်ကြီးလည်း effect ကစားပါတယ်ဒီစကင်တော့ကျွန်တော်ဒါကြောင့်ဝေဒင်းနဲ့ဆေးဒီမှာထည့်ရဖြစ်ပါတယ်နောက်တဲ့ဝေဒင်းစကင် Roger ရဲ့ epic skin ဖြစ်တဲ့ Cyborg Web skin ဖြစ်ပါတယ်ဒီစကင်က limited skin ပေါ့ပုံမှန်တိုင်းဝင်လာတိုင်းမှာတော့သူကပြန်နေရောင်းချလေးရှိတယ်ဒီခေါက်တော့ကျွန်တော်ဒီ skin ဝယ်လိုက်တယ်ပေါ့ဒီ skin ကအခုအရင်ကဆိုရင်ပုံမှန်တိုင်းမဘလောက်ရှိဒီစိတ်လုံး100ထပ်ဆိုင်ယူရတာပေါ့ဒီခေါက်မိုးလုံးဘက်က2စစစိတ်တစ်လုံးနဲ့ရောင်းကျွန်တော်လည်းဝယ်ချလိုက်နောက်တဲ့ဝေဒင်း skin ကတော့ Bane ရဲ့ epic skin ဖြစ်ပါတယ်ဒီ skin ကျတော့ထွက်တာနည်းနည်းတော့ကြာပြီပေါ့ဒီစင်းအဓိကအရင်ကအနီအောင်အခင်းအောင်တုံးတာပြပါတယ်ဒီစင်းကကျွန်တော်အဓိကကြိုက်တဲ့အကြောင်းကြောင့်ultimate တုံးလိုက်ပြီးထွက်လာတဲ့ငါးလိုပေါင်းကြီးတော့ပြန်ကြိုက်ပါတယ်နောက်ထပ်ဝယ်တဲ့ skin ကတော့ဘာလို့ကရဲ့ epic skin ဖြစ်ပါတော့ဒီ skin ကအဓိကအဖက်မှာတော့ဒီတုံးလာတယ်အပြရောင်နဲ့ကြည့်လို့ကောင်းတယ်ဒီ skin ကကျွန်တော်ဝယ်ပြီးသားပဲကျွန်တော် ESP လိမ့်တာဆိုတော့ဒီ skin ကကျွန်တော်တို့ပြေးလို့ရတယ် brother တို့က ESP လိမ့်တာဆိုတော့ brother တို့ကျွန်တော်ဒီ skin ဝယ်ဖို့ကျွန်တော်ပြောချင်ပါတယ်တော်တော်ကြီးကစပြီးပေးရတဲ့ tennis skin လေးဖြစ်ပါတယ်ကျွန်တော်ရဲ့အချိုက်ဆုံး skin နဲ့အဝတ်ဆုံး skin ကတော့ခါလီ epic skin ဖြစ်ပါတယ်ဒီ skin ကတော့ကာရိုကာဂျန်ရဲ့ epic skin လို့ရေအဖက်ကိုသုံးတာပေါ့ဒီ skin မှာအဓိကထူးခြားချက်ကတော့နှစ်ချက်ရှိတယ်ပေါ့အဲ့ဒီထူးခြားချက်နှစ်ချက်ကြောင့်ကျွန်တော်ဒီ skin ကိုအရင်ကြိုက်နေဖြစ်ပါတယ်ပထမဆုံးချက်ကတော့ဒီ skin ကအရင်တော့လဲနေပုံတော့နဲ့ရေကိုပြောင်းသုံးလိုက်တဲ့ချက်ကြောင့်ဖြစ်ပါတယ်အဲ့ဒီချက်ကြောင့်လည်းတခြား skin တွေနဲ့အားလုံးထက်ခွဲထွက်ပြီး unique ဖြစ်နေတယ်ဖြစ်တယ်ဒီ skin ကနောက်တစ်ချက်ကတော့ဒီ skin ကတော့တခြားကြည့်ပါဘာလို့တော့မသိဘူးကျွန်တော်ဒီ skill ကြည့်တယ်ဒီ skill က giga ချက်ကြီးနဲ့တူနေလို့ရှိတော့သက်စားတာပါကျွန်တော်ဆိုတော့ဒီနေ့ video ကတော့ဒီလောက်ပါပဲအခု brother တို့လည်း promo တိုင်းမှာတော့ skin တွေဝယ်ကြည့်လို့ဆိုတော့ကျွန်တော် comment မှာရေးလို့ရပါတယ်အားလုံးပဲ bye bye